foreigner မေလည်းမွေးကားလာစားနေရပါမွေးကားလေးရတယ်我打着我带着我上马嘞。ပဲဒီထဲပဲအနေနဲ့ထဲပဲအဲ့ဒါမဲမအားရနေပဲကျွန်တော်ပဲဒီနဲ့လည်းကြိုက်တယ်ဘာလဲပဲရင်ပေါ့စားလည်းကြိုက်တယ်ဒါတရားထပ်ပြောညံ့လိုက်မယ်နော်โอ้delicious ရဟုတ်ဒါဟိုငငယ်ဆက်ဆက်ကျွန်တော်ရင်တော့ဆိုလို့ရှိရင်အင်းစရာမျိုးမွေငါမသွားစားရမျိုးမွေငါဆိုလို့ရှိရင်ကျွန်တော်အကြိုက်လို့သူကသိပြီးသားကျွန်တော်လာပြီးဆိုတာနဲ့ကိုလီယိုလာပြီးကိုလီယိုပဲဗါလေငါပြောပြဆိုင်ရင်းနှွေးချင်းတောက်မှာတောက်ဝင်တောက် please အဲ့တော့မင်းကတူနေသားနေတယ်ဆောက်အောင်ပါငါပြောပြစိုက်ထားရပါငါပြောပြစိုက်တယ်ပါရှင်ငါပြောပြစိုက်တော့ငါပြောအများကြီးမင်းကဘုမတောင်းငါပြောမိမို့တောင်းငါပြောရဖို့ပဲတော့啊，加上就特别。我讲。啊，我打的都怎么样？高兴了。ကြော်သွားပြီကြော်သွားပြီဒါလေးလို့ခေါ်ရမှာ40ကျော်နေ我打的加上呢。干擦进没了？စားကြည့်စားကြည့်看，我刚擦一把。ဟုတ်ကဲ့今天进来多少？go 买点哎呀，就那玩意。အဲ့တော့မွေးနေ့ရှင်ကထူးပါဟုတ်တာပဲမွေးနေ့ကျတွေ့ရတယ်မွေးနေ့ရှင်ရဲ့မိနေတဲ့ယောက်ျားလေးယောက်ျားဟမ် မရှိလို့ဒီဝါဒီပွဲဒီနားမှာဒီနေ့မျိုးပြန်ရလေးလိုက်တယ်အေးမပါမင်းအဲ့ဒီတန်ကြာဟမ်ဟိုတော့တောက်ကြအောင်နော်အေးတော့ယူအောင်ကြောက်တာတယောက်ပဲရှိတခြားပါရသေးလဲမတော့ဒီစားစာဒီဝတ်သားတို့ထိုးရဲ့မွေးငါရဲ့ပဲပေါ့အဲ့ဒါရက်နေဆုံးပဲလေအဲ့ဒီကြရပါ၄နိုင်နောက်ပိုင်းဆိုရင်ခမင်းရှိမယ်ဘာလို့မီးရှိမယ်သုံးခွက်ကြောတော့ရှိမယ်ရင်းနှွေးချမ်းတောက်လေးတော့ရေမုတ်လာပါလဲဟုတ်မိုးရပါစိတ်ရရှိတယ်ကျွန်တော်လည်းမွေးငါနောက်တော့ပဲဒီမဲ့မင်းလေးကကြားလာအပိတ်တာနော်ဟုတ်ကဲ့ပါခင်ဗျာဝတ်သားတို့အချင်းလို့တာတော်ကောင်းတယ်ဟုတ်လားဟုတ်ဟိုဒီကိုကြတော့ဟိုရင်းနှွေးချမ်းမိုးပဲရှင်းရအောင်ရင်းနှီးချမ်းပဲရှင်းပါဘယ်ကြည့်ရရပါနောက်တစ်ပွဲတချို့လူတွေမဖိတ်လိုက်ရတယ်ပြည့်စုံလို့ရတာမလွယ်ဘူးလားဟုတ်တယ်ဘာလဲကောင်းတယ်ပြောပါပြန်တူဘူးလားပြန်လာပြီဘယ်မှလည်းမသွားပါဘူးဒီရောက်ရဲ့တန်လိုင်းဖြစ်နေတော့ခိုက်တော့မရဟုတ်တူတယ်ဒီမှာနောက်လည်းမလာနဲ့လားလည်းမနောက်နဲ့ရှိတော့ဘာလို့ဟိုတယ်လက်သိမ်းသွားလဲမွေးကြပါမေးလမ်းမှာလာစားကြပါရွှေမြိုင်သူမင်းလေးရရမဟုတ်လားတော့မတစိတ်ရွှေမြိုင်သူမေးလိုက်ရโอเคကျွန်တော်အရန်ကောက်လို့မွေးကားနှစ်ပွဲကျော်စားလိုက်ရင်ဒီမှာဒါဝတ်သားတို့ထိုးဝတ်သားတို့ထိုးမှာโอเคဒီမှာဝတ်ကိုလုံးဝတ်လည်းစားလို့ကောင်းတယ်နဲ့လည်းမရှိဘူးတော်တော်ကောင်းတယ်ဒီမှာနေရွက်ရဝက်ရှာကုန်ပိတ်ထားတော့ fresh ပဲအဲ့ဒီနဲ့ကုန်လုံးရောတုပ်ပြီးဝတ်သားတို့ထိုးကိုကြာစံကြော်နဲ့ရတယ်ပြီးရင်မွေးကားရတယ်ရောပြီးတော့တုပ်ပြီးတယ်ဒီတိုင်းနဲ့စားလို့ရတယ်ဒီမှာအခုလောလောဆယ်ကတော့ဝတ်သားတို့ထိုးရယ်ကြာစံကြော်ရယ်အဲ့ဒါကြာစံကြော်တုပ်ရပြင်မွေးကားရယ်မွေးကားရယ်ကြာစံကြော်ကြီးပဲစားလိုက်ရတယ်ဒုံထိုးကြီးပဲစားလိုက်ရတယ်ရောတုပ်ပြီးလိုက်ရတယ်ကဲပါအဖေကျော်ပဲကျော်လေးနဲ့တုပ်မုံစားလို့ရကောင်းပါတယ်သူကျမလေးအားပေးရဒါမြန်မာဆိုင်ဒါအဆုံးရှိရမြန်မာ brand တွေအများကြီးရှိပါတယ်စုံပါပဲဘာယူလဲလက်ဖက်ရှာနေပြင်ဒီအင်ဂျက်ပိတ်လို့လည်းစားလို့ကောင်းတယ်အခုကအထက်ကနေပြီးတော့ရွှင်အေးဝယ်လာတယ်ဒါကသူကောင်းညွန့်ထည့်တာရွှင်ကြောက်ကြောရယ်ဟောလေအဲ့ cherry blossom ဆိုဟိုတုန်းကဟာဘိုးဘွားလူကြီးကြည့်ရောက်ခဲ့တယ်သူတက်လာခြင်းငါပြောသူကမင်းကိုပေါစုပေးမယ်ယူမလားမယူရန်နေကောင်းနေပြီလားဟဲ့ဒီအောက်ကျော်လည်းဝင်လာတယ်အောက်ကျော်စားအောင်ပေးပြင်ကျွန်တော်ဝိုင်းကူလုံးလို့ပြင်ဒီဝိုင်းချက်ကပဲ
တယ်လီဆန်းတော့တရသီးနဲ့ဟိုနဲ့ဆယ်မွန်နဲ့တုံးလို့ တင်းတင်းမချစ်တော့လူပဲချစ်တယ် လောက်တာ လာပြီ Spanish တွေကတော့သူတို့ကတော့ဟိုသူတို့ကတော့ guide လုပ်ပြီးတော့စာလုပ်တယ်